နောက်ထပ်သတင်းကတော့ဒီဘာဒီယာရှိနဲ့ဒီဇာစီတို့ကိုလက်လွတ်တော့မှသတင်းပါကျွန်တော်ဒီချက်စီအသင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးချင်ပါတယ်ဂါနာချိုကိုခေါ်ယူဖို့အတွက်ဗျာအီတလီစီးရီး A ကဒီထိပ်သီးကလပ်တွေကအပြင်းအထန်စောင့်ကြည့်နေကြတယ်လို့သိရပါတယ်လက်ရှိဖြစ်ပေါ်နေတဲ့အပြောင်းအလဲသတင်းတွေအရဗျာရိုမာအသင်းဟာဂါနာချိုကိုဗျာဒီအငှားနဲ့ခေါ်ယူဖို့ကြိုးပမ်းခဲ့ပေမဲ့ချက်စီဘက်ကဗျာဒီအပိသက်ဝယ်ယူမှသာရောင်းချမယ်လို့တုံ့ပြန်ခဲ့တာကြောင့်ဒီအခြေအနေကိုဗျာဆက်လက်ပြီးတော့စောင့်ကြည့်နေပါတယ်နာပိုလီတို့ကတော့ဗျာဂါနာချိုကို United ကိုမရောက်ခင်ကတည်းကဒီစောင့်ကြည့်နေတာဖြစ်ပြီးတော့ဒီနွေရာသီမှာဗျာဒီပေါင်တန်း40ဝန်းကျင်နဲ့ကန်လန်းဖို့ပြင်ဆင်နေပါတယ်ဂျူဗင်တက်အသင်းကလည်းဗျာတောင်မန်တိုက်စစ်မှာအားဖြည့်ဖို့အတွက်ဗျာဂါနာချိုကိုပြစ်မှတ်ထားစောင့်ကြည့်နေပါတယ်အီတလီကလပ်တွေရဲ့ဗျာအပြောင်းအရွှေ့စစ်မြေပြင်မှာဂါနာချိုတယောက်ဘယ်အသင်းစီကိုရောက်သွားမလဲဆိုတာကတော့စိတ်ဝင်စားစရာပါနောက်ထပ်သတင်းကတော့ဒီဘာဒီယာရှိနဲ့ဒီဇာစီတို့ကိုလက်လွတ်တော့မှသတင်းပါချက်စီအသင်းရဲ့ဗျာနီးပြတဲ့ဇာဘီအလွန်ဆိုကဒီအသင်းရဲ့နောက်တန်းကိုပုံစံသစ်ဖော်ဖို့အတွက်ဗျာအပိသက်ဆုံးဖြတ်ချက်ချလိုက်ပါပြီလက်ရှိနောက်ခံလူနှစ်ဦးဖြစ်တဲ့ဒီဘာဒီယာရှိနဲ့ဒီဇာစီတို့ကိုအသင်းကနေဗျာထွက်ခွာခွင့်ပြုလိုက်ပြီလို့သတင်းတွေကထွက်ပေါ်လာပါတယ်ဒီကစားသမားနှစ်ဦးကဗျာဒီချက်စီအသင်းမှာခြေစွမ်းပြဖို့ရုံးကန်ခဲ့ရတယ်လို့နီးပြသေးရဲ့ယုံကြည်မှုကိုလည်းမရရှိခဲ့ပါဘူးဒီဇာစီအနေနဲ့ဒီဝက်ဆမ်းမှာအငှားသွားကစားခဲ့ပေမဲ့ဗျာခြေစွမ်းမပြနိုင်ခဲ့သလိုဘာဒီယာရှိကလည်းဗျာဒဏ်ရာပြဿနာတွေကြောင့်ဒီအသင်းမှာနေရာတနေရာရဖို့ခက်ခဲနေပါတယ်နီးပြအလွန်ဆုံးအနေနဲ့လည်းဗျာနောက်တန်းကိုအားဖြည့်ဖို့အတွက်ဒီပြစ်မှတ်အသစ်တွေကိုဗျာရှာဖွေနေပြီဖြစ်လို့ဒီကစားသမားနှစ်ဦးအတွက်တော့အသင်းမှာဗျာနေရာမရှိတော့တာသိချပါတယ်ချက်စီရဲ့ဒီနောက်တန်းပြန်လည်တီဆော်ရေးလုပ်ငန်းစဉ်ကတော့အရှင်အဟုန်ကောင်းကောင်းနဲ့ဗျာရှစ်ဆန်နေပါတယ်ဒီအပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းတဲ့အခါမှာတော့ဘယ်သူတွေဗျာဒီဆက်ရှိနေမလဲဆိုတာကတော့စောင့်ကြည့်ရမှာပါနောက်ထပ်သတင်းတစ်ပုဒ်ကတော့ဗျာဂျီယိုဗန်ဒီကွန်နာအကြောင်းပါကွန်နာဟာဒီချက်စီအသင်းရဲ့ပရီးမီးယားလိအစီအစဉ်တွေထဲမှာအဓိကနေရာကနေပါဝင်လာတော့မှာပါလက်ရှိဗျာအသက်19နှစ်သာရှိသေးတဲ့ကွန်နာကိုနီးပြကြီးစားပြီးအလွန်ဆိုကဒီအနာဂတ်အတွက်တည်းမဟုတ်ဘဲနဲ့ဗျာလာမယ့်ရာသီမှာတင်ပထမလူစင်ရင်မှာချက်ချင်းအသုံးပြုသွားဖို့စီစဉ်နေပါတယ်ကွန်နာရဲ့ထူးခြားချက်ကတော့ဗျာဘယ်ညာနှစ်ဖက်စလုံးမှာကစားနိုင်တယ်ပြီးတော့ဗျာဒီပြန်ဘက်ခံစစ်ကိုအလွယ်အကူကြော်ဖြတ်နိုင်တဲ့အလွန်မြန်ဆန်တဲ့အရှင်အဟုန်ကိုလည်းပိုင်ဆိုင်ထားပါတယ်ခုလက်ရှိမှာတော့ဗျာချက်စီအသင်းအနေနဲ့တိုက်စစ်အတွက်ဗျာဒီဘတ်စုံသုံးနိုင်တဲ့ကစားသမားတွေကိုပုံမရှာဖွေနေပြီးတော့မော်ဂန်ရိုဂျာကိုလည်းဗျာစိတ်ဝင်စားနေပေမဲ့ဒီအာဆင်နယ်အသင်းကတော့ဗျာအပြိုင်အဆိုင်ဖြစ်နေပါတယ်အခုကျွန်တော်တင်ဆက်ပေးလိုက်တဲ့သတင်းတွေကတော့ဗျာချက်စီအသင်းရဲ့နောက်ဆုံးရသတင်းတွေပဲဖြစ်ပါတယ်ကျွန်တော်ဒီချက်စီအသင်းရဲ့အတစ်သတင်းတွေကိုနေ့စဉ်အမြဲဖတ်ရှုရှင်တဲ့မိတ်ဆွေများက comment အောက်က Telegram link လေးမှာဝင်အောင်ဖတ်ရှုနိုင်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်